ဒီတတမီမီလို့ရေဒီနေ့ကcaterpillar ဘနော်ခုကောင်အတူတူဆွဲရအောင်လိုအပ်တဲ့ပစ္စည်းတွေကခဲရလို့မယ်ခဲဖြတ်လို့မယ်ပြီးရင်ရောင်စုံကကြီးကရင်ဆောင်ဒီအဝိုင်းကနည်းနည်းကြီးတဲ့ဟာရှင်အဲ့ဒါနဲ့ဝိုင်းလို့ရပါတော့လက်နဲ့မဝိုင်းတက်ခင်ဒါခမှန်ပြီးတော့ဝိုင်းလိုက်မယ်မဝိုင်းတက်ဖို့ဆိုရင်အဝိုင်းခံပြားပေါ့နော်ဒီလောက်ရေးစားရှိတဲ့အဝိုင်းတစ်ခုခုယူပြီးဝိုင်းလို့ရတယ်နော် Okay ပြီးရင်သူကsorry လေးတိုက်ဒီလိုအဝိုင်းတစ်လုံးရပြီပေါ့နော်ဒီအောက်မှာနည်းနည်းပြားဒီလိုလေး Okay ဒါနောက်မှပဲရောင်ဆုံးဆွဲမယ်ဘယ်လိုဆိုတော့စဝိုင်းမနော်စဝိုင်းနဲ့ဒီဆိုင်ရဲ့မကုံအောင်လို့ဒီအပေါ်နာမှာနည်းနည်းတီတီလေးအကောင်ဆွဲမယ်အဝိုင်းအများကြီးလိုချင်တာဖြစ်တဲ့အတွက်ဒါလောက်ဒီရွေးစားမှာ6ဝိုင်းလောက်ဝိုင်းလိုက်2ဝိုင်း3 6ကောင်းမှနည်းနည်းကြီးမယ်တလောက်ကောင်းကအကြီးဆုံးတစ်ဝိုင်းချင်းနဲ့5ခုဒါမှမဟုတ်6ခုကအသေးပေါ့နော်စိုက်နည်းနည်းကွာတယ်ဟာရောင်စုံချင်ရအောင်သူကတော့ဒီပူဖလန်အခုကောင်းပါနော်ပူဖလန်လဲပေါက်ဖက်လဲဟုတ်တယ်သူကတော့အစိမ်းရောင်အပြင်မှာတော့အစိမ်းရောင်ပေါ့ဒါပေမဲ့ကိုကြိုက်တဲ့အရောင်ခြေပြီးတော့ပူလာအောင်ကြိုက်တဲ့အရောင်လေးသုံးလို့ရပါတယ်ခင်းရောင်ပြီးတော့သူကောင်းတော့အစိမ်းလို့ရတော့ခန္ဓာကိုယ်ပိုင်းတွေတော့အယောင်ရင်းတာတုံးသူရဲ့ဒီမျက်နှာကိုတော့အယောင်နှုတ်တာတုံးပေးလိုက်ရောင်စုံချင်းဒီဖေးဘက်တွေရင်ချဲပါတော့သူအယောင်အပြင်ဘက်မထွက်တော့ဒီလိုဖေးဘက်တွေမှာအရင်ချဲပြီးပြီလားဆိုရင်အထဲဘက်ကိုဒီလိုလေးချဲလိုက်အတွင်းဘက်ပိုင်းကိုပေါ့နော် Oh sorry နေအောင်တူပါအရှိန်များတာOkay နောက်တရားမှာအနီရောင်ပြီးတော့နှလုံးတူသွားတာဖြစ်တဲ့အတွက်နောက်တစ်လုံးထပ်ဆွဲလိုက်ပြီခုနပဲစိုက်ဒီစိုက်ဟုတ်တယ်ဒီစိုက်ပေါ်မှာဘာရောင်လေးချင်မလဲဆိုတော့အပြာရောင်မပါသေးဘူးအပြာရောင်ချင်မယ်နဲ့ထွက်တယ်ဒါကတော့မျက်လုံးဆွဲမယ်မျက်လုံးဆွဲပြီးမှပဲချင်မယ်ဘာလို့ဒီသူ့ရဲ့အမွေး
စက်ကူနဲ့ပဲလုပ်လိုက်မယ်ဒီမှာဒီတော့ချောင်းဒီတော့ချောင်းနဲ့ချောင်းရဲ့ထိတ်ကပ်နော်အတီးလုံးတေးတေးလေးအရင်ဒီတလောက်လောက်တလောက်လောက်โอเคအဲ့ဒါကအစိမ်းရဲ့ထိတ်မှာဆိုတော့အနီရောင်လေးလားโอเคကဲဒီဟာကိုညှိရအောင်အရင်ဦးဆုံးဒါမျက်လုံးဆွဲလိုက်မယ်မျက်လုံးဆွဲပြီးခါရင်ညှက်လိုက်မျက်လုံးမခုံးမတက်ပြလိုက်မယ်စိမ့်လို့ရဒီဘေးလေးရင်ချေရင်ပူလာဘနော်ဒီခေတ်သားလေးတွေဂျာမန်လေးလေးအရောက်အမေရောက်ထွက်သွားဒါကဖွင့်ထားလို့လေးဒီခဲတဲ့ဘေးကနေပြီးတော့ဒီလိုလေးညှက်လိုက်အပြင်ဘက်မှာနည်းနည်းဆူတဲ့အတွက်ပန်ကဖွင့်ထားပန်ကတန်နဲ့ဆိုရင်အပြင်အတန်နဲ့တင်ချရတော့ဒါလေးကတော့အစိမ်းရောင်ပါတာမီမီရာကိုချိုက်တဲ့အရောင်လေးချင်လို့ရတယ်နော်ကိုချိုက်တဲ့ကာလာလေးကိုအစိတ်ကြိုက်ဖန်တီးခွင့်ရှိတယ်ဒီအမှုပညာမှာပေါ့နော်ဒီဖုန်းဆွဲတဲ့နေရာမှာကိုစိတ်ကြိုက်ဖန်တီးလို့ရပါတယ်အယောင်ဆုံးရင်ပို့လိုက်အယောင်တက်တော့လေးတုံးပြီးပို့ပြီးတော့ဘယ်လိုပြောမလဲချင်းနေတယ်ပေါ့နော်အယောင်ချင်းနေအယောင်ဖြော့ရတော့ကိုကြိုက်တယ်ဒါပေမဲ့အယောင်ကအရင်ရှင်းရှင်းလေးလေးမမြင်ရအောင်တော့အယောင်တောက်တာလေးတုံးတော့တောက်လေးနဲ့လာနေကဲနောက်ဆုံးတစ်လုံးပဲကျန်ပါတယ်ဒါတစ်လုံးပဲသုံးလုံးတစ်လုံးကတော့ထားလိုက်မယ်ကဲနောက်ထပ်အယောင်ချေစရာတစ်ခုရှိသေးတယ်အခုနစစချင်းဆွဲတဲ့အဝိုင်းအကြီးကြီးပေါ့နော်
အဲ့ဒါကညက်ခင်းပြင်ဆွဲလို့ရတယ်ပန်းပွင့်လေးတွေရောထည့်လို့ရတယ်ဒီတုတ်ချောင်းရောအယောင်ဆွဲအယောင်ထည့်ရအောင်ဘာယောင်ထည့်မလဲအမဲယောင်ဆော့ပန်မဲ့တော့ရောင်စုံဖြစ်ရောင်စုံနဲ့ခြေလဲရတယ်ဒီမှာမြက်ခင်းပြင်လေးဆွဲမယ်မြက်ခင်းပြင်ကတခါလဲစေးရခြေလဲပန်းပင်လေးတွေပန်းပင်လေးတွေပန်းပွင့်လေးကိုချိတ်တဲ့ပန်းဒါbaby art ဖြစ်တဲ့အတွက်ကလေးတွေဆွဲနိုင်တဲ့ပန်းလေးပေါ့ဒီလိုလေးတွေဆွဲနေရတယ်ချိတ်တဲ့ပန်းဆွဲပေါ့ဒါကတော့ညက်ခင်းပြင်ဖြစ်တဲ့အတွက်ညက်ခင်းလေးပေါ့ပန်းလေးတွေကချိတ်တဲ့အရာထဲဒါကိုလက်နဲ့ဆွဲထားတာဖြစ်တဲ့အတွက်မရည်ဘူးအညီအောင်ညှိပေးလိုက်မယ်နော်ဒီကအဝိုင်းချမ်းရှိရင်အဝိုင်းချမ်းနဲ့ညီလေးဆွဲလို့ရတယ်ဒီလိုလေးအမမခုနရဲ့ဒီအဝိုင်းလေးတွေပေါ့နော်ကိုနဲ့ကပ်မယ်အရင်ဥဆောင်ဒီဥကောင်းကိုယူလိုက်ကောင်းဝဒီနာနေမှာဒီမှာထားလိုက်ဒါကတပလာရဲ့ကောင်းအစိမ့်ပြီးတော့ကိုချိတ်တဲ့အရာထဲနော်အဝါဖြစ်ဖြစ်အနီးဖြစ်ဖြစ်ဒီတိုင်းလုံးလွင့်တော့မှဆိုဒါဒီနာလေးပါ
ဒီမှာသူရဲ့အမွေးထောင်တယ်တခါလေးခုနရုံချစ်တယ်အရင်ကြည့်သွားတယ်နည်းနည်းလေးညှက်လိုက်ရင်းရှိနေမလားသူပဲဖြစ်လိုက်ဒီနောက်ဘက်တန်ပူလာကတ်ထပီလာဒီရှိပါမှာတုပ်ပြီးတော့ဒီလိုလေးကတ်လိုက်ပြီโอเคဒီနားလေးမှာဒီလိုလေးတုပ်ပြီးတော့တော်တော်လေးဒီဘက်နဲ့ကြည့်သွားတီးပြီးလိုက်မယ်โอเคလွင့်ကုန်ပြီကတပီလာလမ်းလျှောက်ရုံဒီမှာကပြန်တက်နေပြီအနီရောင်အလုံးလေးလေးမော်ရောင်တုံးလိုက်အနီရောင်လေးကလေထင်းလွင့်ပါတော့ကံမှုတ်လွန်လိုက်တာမလို့လိမ်မော်ရောင်လေးတုံးလိုက်မယ်မျက်လုံးမျက်လုံးမဟုတ်ပါဘူးသူရဲ့အပေါ်ကအစမ်းလေးအောက်မှာချိုင်ကတ်သွားမှာဆိုကတ်ကုန်ရโอเคလိုလေးဒီလိုပဲချိန်လိုက်တော့တသမီမီရာဆိုင်ရမှာအောက်မှာချပြီးကောင်းလို့ပေါ့နော်ဒါအလွယ်နည်းလို့လေလက်ဒီမှာကကုန်ဒီမှာအမေပါနေသူရမဲပြီးလိုက်โอเคတင်လာခြေထောက်ထည့်ပေးအောင်နော်ခြေထောက်ကဒီလိုလေးကွယ်လေး
Okay ဒီမှာကိုကြိုက်တဲ့အရောင်ပိုလာရောင်ချစ်လို့လည်းရတယ်ကြိုက်တဲ့အရောင်ချစ်ပါနော်စိတ်နှုတ်ရောင်အဲ့ဒီရောင်ချစ်နေOkayပြပါပြီခွေအဲ့တော့ဒီလိုလေဒီလိုလေ sorry ဒီလိုလေOkay ကျေးဇူးတင်ပါတယ်အဖြစ်ကြီးကြည့်ပေးတဲ့အတွက်အိမ်မှာဗီဒီယိုလေးကြည့်ပြီးလိုက်လို့ရတယ်နော်